ရှင်ဒီဖက်ထိတ်မှာထွေးနေလဲရှင်ဘလူပေးရလဲတလားဘလောက်လဲတရက်ဘလောက်လဲမေးလာကြတဲ့သူတွေတော့ပေါ့နော်ကျွန်မပြမယ်နော်ဝင်လာတာနဲ့ဒီမှာနော်တရက်ကိုတမွန်းတဲကို800 10ရက်ကို9000တလားကို16500နဲ့900ဒါတော့နေဟိုတယ်ကပါထင်းနေစင်းကားပါဗောနော်တလားကိုမနိုင်ငံခြားသားတွေပုံမှန်ဈေးနော်တပတ်ကို2000နဲ့3000နော်ဒီမှာနှစ်ပတ်ကို14ရက်ကို4000နဲ့9000ဒီမှာတလားကို6000နဲ့3000နော်ဒါပုံမှန်ဈေးနော်တလားကိုပုံမှန်ဈေး6000နဲ့3000နော်နေဈေးပါဟိုတယ်ကပါထင်းနေစင်းကားပါတလားကို6000နဲ့3000ဒါပေမဲ့ကျမတထေးကိုမြင်ပေးတယ်ကဲ၍ကျမတို့ကဗီဒါတွေလာလို့ရှိရင်တထေးဒီ promotion မဲ့ဟို short ဈေးတွေရှိလာပေါ့နော်ကျမမြင်ပေးတယ်တထေးကတော့ညီမဗီဒါတွေကိုတနာတဲ့အားပြပေါ့နော်တထေးကတော့ပြောတယ်ဆိုလို့ရှိရင်တဲ့တလား1000ခွဲနဲ့ပဲပေါ့နော်နေဈေးပါနေဟိုတယ်ကားပါထွေးနေစင်းကားပါပေါ့နော်တလားကို1000ခွဲနော်တိချင်တဲ့သူများနော်ပုံမှန်ဈေးဆိုရင်တလားကိုဟိုတယ်ကားပါထွေးနေစင်းကားပါ6000နဲ့3000နော်အခုကျွန်မပြောတာစော့ဈေးနဲ့ရတယ်တထေးကဒီမှာထွေးနေလက်စင်းချင်တဲ့ညီမဗီသားတွေပေါ့နော်တလားကို1000နဲ့9000โอเคကျေးဇူးတင်ပါတယ်ရှင်တိချင်လို့ဖြေပေးလိုက်ပြီနော်